talk say speak tell ဒီလေးခုစလုံးကစကားပြောတာလို့ဆိုလိုချင်တာဖြစ်ပါတယ်ဒါပေမဲ့ဒီလေးခုစလုံးရဲ့အဓိပ္ပာယ်ဒီအနည်းငယ်ကွာခြားမှုရှိပါတယ်အဲ့တော့ဘယ်လိုလေးတွေကွာလဲဆိုတာဒီ channel တူတူကြည့်ကြည့်မယ် say ဆိုတာကတော့ဘသူကဘာပြောလဲဆိုတာစကားတစ်ခွန်းချင်းစီကိုပြန်ပြောပြတဲ့အခါမှာသုံးတာများပါတယ် for example he says you are beautiful မင်းကအသိလှတယ်လို့သူကပြောတယ်သူပြောတဲ့စကားကိုပြန်ပြောပြတာမျိုး say I love you ဒါဆိုရင်တော့သူကကိုအဲ့လိုပြောလိုက်လို့ပြောတာမျိုးငါမင်းကိုချစ်တယ်လို့ပြောလိုက် speak ဒါကကြတော့စကားပြောနေတယ်လို့ပြောချင်တဲ့အခါမျိုးမှာသုံးတာပေါ့နော် listen someone is speaking နားထောင်စမ်းပေါ့နော်တရားရောက်စကားပြောနေတယ်အဲ့လိုမျိုး who is speaking နောက်စကားပြောနေတာဘာတူလဲ tell ခုကိုပြောပြတယ်ဆိုတဲ့အခါမျိုးမှာသုံးတာဒါပေမဲ့သူကကြတော့ဘာအကြောင်းအရာကိုပြောတာလဲဆိုတာကိုအဓိကထားပြီးပြောတာများတယ်ပေါ့ for example he told me a story သူကဒီဇာတ်လမ်းတစ်ခုကိုပြောပြတယ် now I want to tell you about my life ငါရဲ့ဘဝအကြောင်းမင်းတို့ကိုပြောပြခြင်းတယ်talk ဆိုတာကြတော့ဒီအပြန်အလှန်စကားပြောတာကိုပို့ပြီးတော့ရည်ရွယ်ပြီးတော့ပြောတာပေါ့ for example I hope I can meet you to talk about my plans for the company ဒီ company ရဲ့အကြောင်းငါရဲ့အစီအစဉ်တွေအကြောင်းပြောပြမယ်ပေါ့နော်ဆိုတော့ဒီခါမှာသူက talk လို့ပြောထားတယ်ဆိုတော့သူတယောက်တည်းပဲပြောချင်တာတဲ့အပြန်အလှန်ဆွေးနွေးချင်တာ so if I say let's talk အဲ့လိုမျိုးပြောရင်စကားပြောကြရအောင်ငါတယောက်တည်းပြောမှာမဟုတ်ဘူးကိုလည်းပြောမယ်သူလည်းပြန်ပြောအပြန်အလှန်စကားပြောမယ်ဒီလိုမျိုးပြောချင်တာပါ